ဝကြအောင်မလားတိုင်းရီလင်းလုတ်သူအယက်သမားတာသမီနှစ်ယောက်ကိုဈေးရောင်းကျွေးနေရရှာတယ်ဟောမလွယ်မလားဘယ်လူမှခွေးမထင်ဘူးကွာခေါ်ကြိုက်လို့ခေါ်တော့တာဘာဖြစ်ရှင်လဲဒီလိုလေးဆွဲတိတယ်သားဆွဲပြမယ်ထမင်းချက်ပြီးရင်ဟင်းပါချက်ရမလဲမသိဘူးတယောက်နဲ့နှစ်ယောက်တော့ရမငချောင်းနဲ့အမြဲတွေမလောက်တော့ဒီရဝိုင်းမှာကွယ်โอเคအကျော်နဲ့လက်ဖက်တော့ကုန်ပြီးကွယ်အမဲသားကိုတောင်းရတာကျွန်တော်တော့ရှက်လာပါပြီကွယ်အရက်ပလင်းဟာမော့လိုက်ခြင်းရဲ့အပြေတော့နောက်မမာတော့ဘူးကွယ်ဟဲမေမေပြလာပြီကွာမေမေပြလာပြီယာကိုတဲလို့တော့တဲ့တူစီပြောတဲလို့တော့တဲ့တူကိုရင်မောင်အိမ်ပေါ်တက်အိပ်ပါလားကျမဈေးရောက်တော့အောင်မယ်နော်ဈေးဝယ်ကြအောင်မလားစီရဲ့ရက်ကိုကြိုက်လို့သောက်တဲ့သူစိတ်ပြောကြလို့သောက်တဲ့သူစိတ်ညစ်တယ်မူသမား你这就在俺家的，把那老姨你啊，哎呀哎呀，没买手呢，老姨你啊，刚刚我到要下滑了，下那边我们六把那边我们六把那我都随便捞这个阿公收了呀呀ကိုရင်မောင်ဓာတ်ထုတ်ခဏမညာဘယ်မှာလဲကိုရင်မောင်ရဲ့ဖြစ်မဖြစ်ရလေစပရထန်တော့မှာကွေးမုံအတော့ခံရလို့ကြောက်ဟဲ့ဘယ်လိုဖြစ်တော့တွားရအောင်ဘယ်လိုဖြစ်တာလဲစောကြီးမသိလားမသိသေးဘူးစပရဘလို့ဖြစ်ရတာလဲကိုရင်မောင်ရဲ့မိမကြီးကဲပါဦးဒေါတူတူရဲ့ညောက်ကခွေးပါလီယာငါပဲကိုရင်မောင်ဦးတပည့်ရဲ့အေးတိုင်ညားကကိုရင်မောင်အိမ်မက်လာပေးတယ်ဒေါ်တုတ်တို့အိမ်အောက်ကခွေးအဝါလေးကတူပဲနဲ့ဖမ်းပေးပါလားရှင်အေးဟမေးမယ်ရှင်မောင်လာမင်းကချစ်စရာလေးပဲကွာပြေးပြီဟဲ့ကြပါအောင်မျိုးတော်ယောချစ်စရာခွေးလေးအဲ့ဒါနင်တို့အဖေဝင်စားတာဂယုစိုက်ကြနော်ဇက်ဟာဖို့တူခေါင်းကမကန်ရဘူးအဲ့ဒါနင်အဖေဟဲ့အော်ကိုရင်မောင်ထိုးတဲ့ဟောင်းကိုတူတူအင်ကခွေးကကိုရင်မဝင်စားတဲ့ဆွဲမင်းယုံတာဟုတ်ချင်လဲဟုတ်မှာပေါ့ကွာကိုရင်မဝင်စားမစားမင်းနဲ့ကစမ်းကြည့်အောင်ညနေကြရင်အိတ်ခွေးကိုကြားနဲ့ရက်နဲ့ရောပြီးတိုက်ကြည့်မယ်ကွာတောက်ရင်တော့ဒါကိုရင်မောင်ဝင်စားတာပဲကွာယောကိုရင်မောင်ရက်တာတော့ဒီကောင်တိုးတော့တာပဲပါဒါဆိုသေးကြပြီကိုရင်မောင်ဝင်စားတာထင်မယ်ဟဲ့စိုးကြီးဘာလို့မနေကြတာလဲဒီဒါဘာဒီလဲ
ပဲ စောတင်မောင်နဲ့တိုးတက်ကကျမယုတ်ကြောက်ဟုတ်ပါဘူးကျမခွေးကိုအရက်တွေလာတိုက်တယ် တိုင်းကြီးစိတ်လျှော့ငါဖြစ်ရှင်းပေးမယ်ဟုတ်ပြီလားရှောင်းတယ်မင်းတို့တိုင်းကြီးရဲ့ခွေးကိုအရက်သွားတိုက်တယ်ဆိုဟမ်ဖြေစမ်း အဲ့ခွေးကကိုရင်မဝင်စားလားမဝင်စားလားသိချင်လို့အရက်နဲ့တရားရောပြီးတိုက်တာပါတကြီးတကြီးအဲ့ကောင်အတော်ကြိုက်တယ်လား မင်းမေကြီးတော့ခွေးပါဆိုတော့ချိုးကြိုက်မှာပေါ့ကွာဘာလူဝင်စားမှာမဟုတ်ဘူးခွေးကခွေးပဲကွာ တကြီးပြောတာကိုစိုးနေလားလို့ တာတာကစားရလို့